အမေရဲ့ဖြည်းဖြည်းလုပ်ပါသမီးအသက်ရှူလို့မဝတော့ဘူးအမေသမီးချောလေးကိုမြို့ထဲကိုတယောက်တည်းသွားခိုင်းရတာအမေစိတ်မချပါဘူးအမေကလည်းခြေထောက်မကောင်းတော့အလုံးမလုံးနိုင်ဘူးအိမ်မှာလည်းဆံမရှိတော့မဲ့အတူတူသမီးလေးကိုခိုင်းစားရတာအားနာလိုက်တာအမေကလည်းအဲ့လိုမပြောပါနဲ့သမီးအမေကိုတစ်သက်လုံးလို့ကြွေးမှမလို့ဘာဒုက္ခမှမရောက်စေရဘူးသမီးလေးရဲ့အမေသမီးကိုကြွေးရကြိုးနဲ့ပါတယ်ဒါဆိုသမီးရင်ရှိုးဆန်အိမ်ကိုဟင်းသီးဟင်းရွက်သွားပို့လိုက်အောင်မယ်အိမ်ရှင်ကသဘောကောင်းတယ်ဆိုတော့ပို့ပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်အမေခြေထောက်မကောင်းဘူးဆိုတော့ရှောက်မသွားနဲ့အောင်အိမ်မှာပဲစောင့်နေနော်လင်းဝင်ရှင်တယောက်ရင်ရှိုးဆန်အိမ်တကားဝါကိုရောက်တဲ့အချိန်ချော်လဲမလို့ဖြစ်သွားတော့အမျိုးသားတဦးကဖမ်းထိန်ပေးလိုက်တယ်လွတ်ဆန်းရှင်ဘာလို့မလို့လဲမင်းခုနကလဲတော့မလို့ဖြစ်သွားလို့ငါကလှမ်းထိန်ပေးုံတင်ပါထိန်ပေးတယ်ဟုတ်လားဒီလောက်မောင်နေတဲ့အချိန်ကြီးမှာယောက်ျားကြီးတန်မဲ့ဆန်အိမ်တကားဝါမှာရက်နေတာရှင်ဘာကြံနဲ့နေမှန်းဘယ်သူသိမှာလဲမင်းကလေးမင်းကိုယ်တိုင်ဝင်တိုးတာပါပြီးတော့ဒီနေရာကရင်ရှိုးဆန်အိမ်လေမင်းလာရမယ့်နေရာမဟုတ်ဘူးကျမကဟင်းသီးဟင်းရွက်လာပို့တာတိတ်ခါရှိလာတာရှင့်ကိုပဲကြည့်ဦးတကားဝါမှာပုံကွယ်နဲ့အပြစ်မဲ့တဲ့မင်းကလေးတွေကိုစောင့်ဖမ်းနေတာမဟုတ်လားရှင့်ကိုကြည့်ရတာဘာဖြစ်လဲမယိုးသားတဲ့ပုံစံပဲငါကအဲ့လိုလူလို့မင်းထင်နေတာလားရှင်ကလူကိုရုပ်ရည်နဲ့ဆုံးဖြတ်နေတာလားရှင်တို့လိုရုပ်ချောတဲ့သခင်လေးတွေမှာဘာစိတ်ကူးတွေရှိနေမလဲဘယ်သူသိမှာလဲဝတ္ထုတွေထဲမှာရေးထားတာပဲရုပ်တည်လေစိတ်မမှန်လေးပဲမင်းနေတိုင်းဘာတွေရှောက်ဖက်နေတာလဲရှင့်အလုပ်လားစောကရှင်ကျမကိုဘာလို့စိုက်ကြည့်နေတာလဲမယိုးသားတာမဟုတ်ဘူးလို့ညှင်းချင်သေးလားဘာလို့လဲဆိုတော့မင်းကငါအင်ဂျီစာကိုနင်းထားလို့လေရှင့်အင်ဂျီကလည်းဘာလို့ဒီလောက်ရှည်နေရတာလဲပြင်တန်ရှည်ရေးလုပ်နေတာလားပြီးတော့ရှင်ကျမကိုဆွဲတာအားကြီးလုံးလို့ကျမလက်မောင်းမှာအညိုမဲတွေဆွဲကုန်ပြီအိမ်ပြန်ရောက်လို့အိုးမကင်နိုင်ဇုံးမကင်နိုင်ရင်အမေငတ်တော့မှာပဲအမေငတ်ရင်အာဟာရချိုးရမယ်အာဟာရချိုးတဲ့ရင်ဖျားမယ်ဖျားရင်ပတ်စံကုန်မယ်အားလုံးရှင်းကြောင်ပဲငါစေးပညာသင်လာတာ10နှစ်ရှိပြီမင်းကလေးတကယ်လို့အဲ့ရင်ငါစစ်ဆေးပေးလို့ရပါတယ်ဘသူကရှင့်ကိုစစ်ဆေးခိုင်းလဲရှင်ကျမစီကအခွင့်အရေးယူချင်နေတာမဟုတ်လားဒါဆိုမင်းကဘာဖြစ်ချင်တာလဲတောင်းပန်ပါပွင့်ပွင့်လင်းလင်းတောင်းပန်ပြီးကျမကိုစိတ်တန်ရာရစေမှုအတွက်ရော်ကြေးပေးအများကြီးမတောင်းပါဘူးငွေပြား20ပဲငွေပြား20လားမင်းရဲ့ဒီဟင်းသီးဟင်းရွက်တစ်ချင်းလုံးတော့ငွေပြား20မတန်ဘူးရှင်ကျမရဲ့ဟင်းသီးဟင်းရွက်တွေကိုစော်ကားတာလားကျမဟင်းသီးဟင်းရွက်တွေကိုပင်ပန်းစိုက်ထားရတာတလုံးချင်းစီကလက်ဆက်နေတာရှင်ကစင်းရဲသားပြည်သူတွေကိုအထင်သေးတာပဲရပြီလားအမှန်လေးကျေးဇူးအများကြီးတင်ပါတယ်သခင်လေးရဲ့ရှင်ကတကယ်လူကောင်းကြီးပါစိတ်ထဲမှာတော့ငွေပြားတွေအများကြီးပဲအမေအတွက်စေးဖို့လားအတော်ကြာဖူလုံသွားပြီငါအဆက်ကွဲတာမှန်ပေမဲ့အမေအတွက်ဆိုတော့ဒီလူရုံမာကိုအလိုလိုက်ယုံပေါ့မင်းခုနကပဲငါ့ကိုစိတ်မမှန်တဲ့လူလို့ပြောနေသေးတယ်မဟုတ်လားရပြီကျမတို့ကိစ္စရှင်းသွားပြီရှင်နောင်တရနေစရာမလိုတော့ဘူးကျမရှင်ကိုခွင့်လွှတ်လိုက်ပြီသခင်မကြီးရင်ဘက်ကပြန်အောင်လာပြန်ပြီမြန်ပြန်ကြည့်ပေးပါဦးသွားပြီဒီလူကဒီဆန်အိမ်ရဲ့အိမ်ရှင်ပေါ့ငါခုနကသူ့ကိုစိတ်မမှန်တဲ့လူလို့ဆဲမိသွားတာလားမိုးချုံနေပြီဆိုတော့ရှင်လည်းအလုပ်ရှုပ်နေအောင်မယ်ကျမသွားတော့မယ်လိုင်းပိုးနေတော့နော်အဲ့ဒီနားမှာတင်ရက်လိုက်စမ်းသခင်ကြီးလိုက်ဖမ်းရမလားစိတ်ဝင်စားစရာပဲသွားစုံစမ်းလိုက်ဘာကိုစုံစမ်းရမလဲခင်ဗျာအဲ့ဒီဟင်းသီးဟင်းရွက်လာပို့တဲ့လင်းဝင်ရှင်းဆိုတဲ့မိန်းကလေးအကြောင်းဒါနဲ့သခင်ကြီးခုနကပေးလိုက်တဲ့ငွေပြားတွေကိုပြန်တောင်းရမလားမတောင်းနဲ့တော့သူငါ့ကိုအကျွေးတင်သွားတာအဲ့ဒီငွေပြား20ထက်မကတော့ဘူးသမီးမငွေပြားတွေဒီလောက်အများကြီးဘယ်ကရလာတာလဲရွှေရှိုးဆန်အိမ်ကအင်ရှင်ကစုချလိုက်တာအမေစုချတာဟုတ်လားဟင်းသီးဟင်းရွက်တချင်းပို့တာကိုငွေပြား20တောင်စုချတယ်ဟုတ်လားဒါပေါ့အမေအဲ့ဒီအင်ရှင်ကြီးကတထေးကြီးမှုလို့ရက်ရောတာသမီးရဲ့ဟင်းသီးဟင်းရွက်တွေလက်ဆက်တာမြင်လို့လေဒါနဲ့သမီးရဲ့ကြောက်စိမ့်ပြားလေးပဲရောက်သွားလဲအဲ့ဒီကြောက်စိမ့်ပြားကသမီးငယ်ငယ်တုန်းကတည်းကစောင့်ထားတဲ့ဟာလေးလားအဲ့ဒီကြောက်စိမ့်ပြားပဲပေါ့အမေအသက်16နှစ်အထိသမီးရဲ့16နှစ်တာတက်တန်းမှာအတိတ်နဲ့ပတ်သက်လို့ဒါလေးပဲရှိတာမဖြစ်ဘူးသမီးပြန်သွားရှာမှရမယ်ညကြီးမောင်မဲကြီးကိုရွှေရှိုးဆန်အိမ်ကရှောင်းဝင်လာပါတယ်အမှန်လေးသွားပြီသူလိုက်လာပြီငါသိသားပဲအဲ့ဒီငွေပြား20ကဒီလောက်လကားရမှာမဟုတ်ဘူးဆိုတာသူပတ်စံပြန်တောင်းဖို့လာတာသိကြတယ်သမီးပဲစုချတာဆိုမင်းကလေးတကားမဖွင့်ရင်ကျုပ်တကားဝမှာပဲရက်ပြောရလိမ့်မယ်ဒီနေ့လေးတိုက်တာပြင်းတယ်ကျုပ်ကတော့ဂယုမဆိုင်ပေမဲ့မင်းတို့အိမ်ခေါင်မိုးကတိတ်ခိုင်ခံပုံမရဘူးနော်သခင်လေးရှောင်ပါလားညကြီးမင်းကြီးကိုယ်တိုင်လမ်းလျှောက်ထွက်တာလားလမ်းလျှောက်တာမဟုတ်ဘူးငါပစ္စည်းကိုမင်းပါလို့ပြန်မပေးတာလေငွေပြား20လားမင်းခုနကရွှေရှိုးဆန်အိမ်တကားဝမှာငါစီကနေငွေပြား20ယူသွားတယ်လေအကြောင်းပြချက်ကငါမင်းကိုလှမ်းထိန်လိုက်လို့မင်းရဲ့နောက်နောင်ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်သွားနိုင်တယ်ဆိုပြီးတော့အခုငါကိုယ်တိုင်မင်းရဲ့ကြောက်စိမ့်ပြားကိုလာပြန်ပေးတာလမ်းကလည်းကျန်းရာဒီဥတုကလည်းအေးနဲ့3မိုင်လောက်လမ်းလျှောက်လာရတာမင်းကောလမ်းကြုံကဘလောက်ပေးတင်လဲအဲ့ဒီငွေပြား20ကရှင်ဘာသာရှင်လိုလားပေးခဲ့တာလေရှင်ကတထေးဖြစ်ပြီးလမ်းနေလျှောက်ရတာကိုလမ်းကြုံကလာတောင်းနေတာလားအရှက်မရှိဘူးလားဘာဖြစ်လဲမင်းကြတော့ဈေးကြီးတောင်းပြီးငါကြတော့ပြန်မတောင်းရဘူးလားအိမ်ထဲဝင်ပြောပါတကားဝမှာအရှက်မခွဲပါနဲ့ရှက်ကွဲနေတာမင်းပါငါမဟုတ်ဘူးသခင်လေးရှောင်းရှင်ကစီးပွားရေးသမားကြီးပဲစိတ်သဘောထားကြီးပါအောင်ကြောက်စိမ့်ပြားလေးပြန်ပေးလိုက်ပါနော်ကြောက်စိမ့်ပြားပြန်ပေးလို့ရပါတယ်ဒါပေမဲ့ငါတို့ကြားကကိစ္စကကြောက်စိမ့်ပြားတွေမကဘူးအဲ့ဒီငွေပြား20လဲရှိသေးတယ်ဘာကြံသေးလို့လဲကျမရှင်ကိုတစ်ချက်ပဲနင်းမိတာကိုမင်းရွှေရှိုးဆန်အိမ်တကားဝမှာလူအများရှိငါ့ကိုဆဲဆိုခဲ့တယ်လေကျမကပါဇက်သေးရှိရာရှောက်ပြောလိုက်တာပါငါရဲ့တိတ်ခါကမင်းကြောင့်လုံးဝကျဆင်းသွားပြီဒါဆိုရှင်ဘာဖြစ်ချင်လဲပတ်စံတော့မရှိဘူးအသက်ပဲရှိတယ်ဒါဆိုစာချုပ်မှာလက်မှတ်ထိုးလိုက်ဘာတွေရေးထားလဲမင်းသိလားဘာရေးထားလဲအလုပ်သမားစာချုပ်လေမင်းနေတိုင်းရွှေရှိုးဆန်အိမ်မှာ2နာရီအလုပ်လာလို့ရမယ်3လတိတိအကျွေးဆက်ဖို့အတွက်ဘာလုပ်ရမှာလဲရင်နွေးချမ်းငယ်ရေလဲတမျက်စီလဲပြီးတော့ဘာလဲငါခြံထဲမှာပုံမှန်ဆိုဘယ်သူမှစကားပုံမပြောရဲဘူးပြင်းစရာကောင်းတယ်မင်းလာတာကောင်းတာပေါ့ငါ့ကိုစကားပြောဖို့လုပ်ပေးနေဦးရှင်ကကျမကိုအစေခံလုပ်ခိုင်းတာလားပုံမြင်ပြောခိုင်းတာလားနှစ်ခုစလုံးပေါ့မင်းဆန်အိမ်တကားဝမှာငါ့ကိုလူယုံမာလို့ဆွဆွဲခဲ့တာလေ
အကြောင်းပြချက်တွေအခိုင်အလုံနဲ့ဒီလောက်စကားပြောတတ်တဲ့သူကိုခြံထဲမှာပဲထားရမယ်။၃လပြည့်ရင်အကျွေးအားလုံးကြေစေရမယ်။ကြောက်စိမ့်ပြားလဲပြန်ပေးမယ်။ပြီးတော့တစ်လောက်ကိုလောက်ခငွေပြား2ပြားထပ်ပေးမယ်။ရှင်ကကျမကိုပတ်စံမဲ့တဲ့သူအောက်မိနေလား။ကျမလင်းဝင်ရှင်းကတိတ်ခါရှိရှိရှင်တန်နာကိုလို့အားနဲ့ကိုစားတာ3ပြားပေးမယ်။အမေလက်ပွေနှိပ်လိုက်တော့သမီးလေးအမေကစာမတက်ဘူးလေ။ရပါတယ်အမေ။ဘာပဲဖြစ်ဖြစ်သခင်လေးရှောင်ကလူဆိုးမှမဟုတ်တာဟုတ်တယ်မလားသခင်လေး။မနှက်ဖြန်မနှက်ရွှင်ရှိုးဆန်အိမ်မှာအလုပ်လာလုပ်ပါ။ပြီးတော့နောက်တစ်ချက်ရှိသေးတယ်။ပြောပါရှင်မင်းဆန်အိမ်တကားဝမှာနင်းလိုက်တဲ့အင်ကြီးကကျန်းနံကနေဒီနှစ်မှတင်သွင်းတဲ့အကောင်းစားပိုးထည်လေးတန်ဖိုးကငွေပြား80ရှိတယ်။ဒါပေမဲ့ငါမလောပါဘူးမင်းဖြည်းဖြည်းချင်းပဲဆက်ပါ။သမီးလေးအဲ့ဒီသခင်လေးပြောသွားတဲ့ငွေပြား80ကလည်းသမီးအကျွေးတင်သွားတာလား။သမီးခုနကကိုရောင်းလိုက်မိတာလားမသိဘူး။အမေကဲပါအောင်ငွေပြား80တဲ့သမီးခုနှစ်ဘဝဆက်ရင်အောင်ကြေးမှာမဟုတ်ဘူး။သမီးလေးခုနကပဲကိုဘာသာလက်ပွေနှိပ်ခဲ့တာဘာလို့လဲ။ဆွဲလို့တော့မရဘူး။3လအလုပ်လုပ်ရမယ်။တစ်လ3ပြားရမယ်ဆိုပြီးအမေခြေထောက်ဈေးပိုးတောင်တောင်းလိုက်သေးတယ်။ဒီလိုဈေးမျိုးကမိထွန်းရှာရင်တော့မရဘူး။အမေကသမီးကိုရောင်းတာလားစီးပွားရေးလုပ်တာလားသတင်းပို့ပါတယ်ရှင်တို့အိမ်ရှင်ကောကျမတို့အတွက်လက်ဆောင်ယူလာတယ်သခင်လေးရှောင်မင်္ဂလာပါပထမဆုံးနေ့အလုပ်ဆင်းတာဆိုတော့လက်ပလာနဲ့မလာကောင်းဘူးဆိုပြီးမုံလာဥစုပ်ပြုတ်ချက်လာတယ်ကိုယ်တိုင်စိုက်ထားတာမို့လက်ဆက်နေတာပဲအဲ့ဒီအဝတ်စားတွေထက်ပိုတန်ဖိုးရှိပါတယ်အချိန်တိကျပဲမင်းကတကယ်ကိုအချိန်တိကျတာပဲဒါပေါ့တစ်လကိုငွေပြား3ပြားရမှာကိုကျမမလောပဲနေမလားရှင်စုပ်ပြုတ်အရင်တော့ပါကျမရေနွေးချမ်းသွားဖြော်လိုက်အောင်မယ်ဒါနဲ့သခင်လေးရှောင်ဒီပုံတွေကလူကဘာလို့အဝတ်စားမဝတ်ထားတာလဲဒါကခန္ဓာကိုယ်အကျော်စနစ်ပြပုံလေဒါပေမဲ့လည်းလူကိုဒီလောက်ကြီးအဝတ်ပလာနဲ့တော့မစွဲတင်ဘူးလေရှင်နေတိုင်းဒီပုံကိုကြည့်ပြီးခေါင်းထဲမှာဘာတွေတွေးနေလဲမသိဘူးမနေ့ကတကားဝမှာစေးပညာသင်တဲ့သူတိုင်းဒါကိုကြည့်ရတာပါကောင်းပါပြီရှင်ကဆရာဝန်ပဲရှင်တဘောပေါ့ရှင်းရှန်ရောင်ရှန်ဆိုတာဘာလဲသခင်လေးရှောင်ဒီစာအုပ်ကပတ်စံဝက်နေအကြောင်းရေးထားတာလားစာအုပ်ကိုပြောင်းပြန်ကင်ထားတယ်လေဒီမုံလာဦးထဲမှာမင်းဘာတွေထည့်ထားတာလဲမုံလာဦးပဲလေစားနေနေငရုတ်ကောင်းနေနေပြီးတော့မြရည်တစ်ပင်ရဲ့အခောက်တစ်ခောက်ဟုတ်လားဟုတ်တယ်အမေကပြောတယ်အဲ့ဒီတစ်ခောက်ကိုပြုတ်တော့ရင်ခန္ဓာကိုယ်နှွေးထွေးစေတဲ့စောင်းတွင်းမှာတောက်တာအကောင်းဆုံးပဲဘယ်လိုလဲထူးခြားတဲ့အနံ့လေးရှိတယ်မလားတကယ်ကိုထူးခြားတာပဲကျမပြောတာပဲတကယ်ကိုတောက်ရဆိုတာပဲမတောက်ရင်လဲနေကျမဘာသာတောက်မယ်ကျမပြောပြမယ်ကျမရဲ့လက်ရာကကျမတို့ရွာမှာပထမဆုရထားတာနော်ရွာမှာပြိုင်ပွဲဝင်တာဘယ်နှစ်ယောက်ရှိလို့လဲအလုပ်ကိစ္စမေးတော့မလို့